ရှင်ပြောပါဆုပြရတယ်ဟုတ်ဘူးလို့ဒါတော့ဒီလိုလေးအားလုံးရဲ့ကိုစားပါဘူးဒါနှစ်ယောက်လာတာပေါ့နော်အဲအားလုံးကိုစားအတွက်ဒီရှယ်ဆုတောင်းမေတ္တာစကားကတော့အဓိကတော့ဗာလဲဆိုလို့ရှိရင်ဒီအနန္တောအနန္တ၅ပါးမှာလည်းတစ်ပါးပါဝင်ဖြစ်တယ်။နောက်တင်မုန်းကြီး10ပါးထဲမှာလည်းတစ်ပါးပါဝင်ဖြစ်တယ်။အဲ့တော့အဲ့လိုမျိုးတကယ်ဟိုလင်းပေါ့လေဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့မှတကယ်နေရာကြီးကြီးမှာရောက်နေတဲ့ဆရာသမားတွေကိုအဲ့ဒါပြီးလို့စိုက်ကလေးစားလိုက်ရပြီးတော့ဘုရားရတဲ့အကျိုးအကြောင်းဒါတို့ပြီးလို့လေအားလုံးတကွာနေရာမိသားစုတွေအားလုံးနော်ကိုယ်ကြမ်းမိုင်းစိတ်ချနိုင်လေပြေဆုံးကြပါစေနှလုံးစိတ်မှာအင်ဂျာရီတာကြပါစေကိုရောစိတ်ပါဘေးကနေကွာရင်ညညမှာချမ်းသာရှိကြပါစေလုပ်ငန်းကိုင်ငန်းများလည်းအဆအဆရအဆင်ပြေပြီးလည်းဘာသာကျိုးတာနာကျိုးတေဖို့ဆောင်ရွက်နိုင်ကြ၍လူဆန္ဒတွေအားလုံးပြကြပါစေနောက်တစ်ခုကဟိုဒီချက်ပြောရင်အခုတောက်သမီးတို့ရှယ်တို့ကြော့တယ်အခုဒါကတော့ဟိုကြော့တာတမျိုးပေါ့နော်အာဆီယံပူစောပဲကြော့တာတမျိုးရှိသေးရဲ့နော်အဲ့တော့အာဆီယံပူစောပွဲမှာပြီးခဲ့တဲ့3နှစ်လောက်ကဒီချက် Facebook တင်လာတာတော့မတွေ့တာဖြစ်တယ်အဲ့တော့ငါကြောင်းမတယ်ကြောင်းလဲဆိုရင်ထား2ရက်ထား6ရက်ဇေယဝတီရက်နောက်ဖလပ်ပြီအဲ့ကြော့တာအလုံးချင်9သိန်းရတယ်အဲ့9သိန်းကိုဘာလို့လဲဆိုရှင်တို့ခံရမှာဒီချက်တရားစခန်းဖွင့်ထားတယ်အဲ့မှာထီတော်တင်တော့အဲ့ထီတော်ကြီးတစ်ခုလုံးကိုဒီချက်လှူလိုက်တာအဲ့9သိန်းအဲ့9သိန်းနဲ့ခွက်တီပြသွားအဲ့နဲ့အကုန်လုံးဒါတို့ဒီမှာကုသိုလ်နှစ်ထပ်ဖြစ်သွားပြီအားလုံးဒါတို့ခေါ်ကြပါစေတော့ဆိုပြီးတော့ Facebook တင်လိုက်တယ်အဲ့မတွေ့လိုက်ကြဘူးထင်တယ်ဟဟလားနော်အဲ့လိုမျိုးတင်လိုက်ပြီးတယ်အဲ့ဆိုလိုတာကရှယ်တို့ကတော့တဲ့ဥစ္စာရှယ်ကရှင်းပြောရင်ဟိုမတုံးရက်ဘူးဆိုတာကိုတုံးဖို့လဲဟိုတားကြီးလည်းမလို့လို့ပေါ့လုံတော့တုံးမှာပေါ့ဘာဆိုအလှဖို့ပဲစုတယ်လှူတာပဲအခုပြီးခဲ့တဲ့အခါကအဆက်ဘူးဆိုတာကြာရှယ်ပမာလှူလဲဆိုလို့ရှိရင်လေဘူးကြောင်မှရှယ်တို့တရားစခန်းမှာစုပေါင်းပြီးတော့စုကတ်တယ်အဲ့ဆန်ကတ်ထဲမှာလှူလိုက်တယ်အဲ့လိုမျိုးပေါ့အဲ့တော့တားတပြီးတော့ဒုတင်ပေါ့ဟိုကုသိုလ်နှစ်ထပ်ကွမ်းသုံးထပ်ကရတယ်လို့စိတ်ထဲမှာသဘောထားပေါ့နော်အဲ့တော့ခုလိုလာပြီးတော့ကြောကြတာလဲကြောကြတာပဲနောက်တော့ကိုယ်တိုင်းကိုချလဲဘာလို့ရမလဲဆိုလို့ရှင်ဒီခါသာရေးကိုလဲလိုက်စားဖို့တော့လိုတာပေါ့အနည်းဆုံးတော့၅ပါးတိခါလေးတော့လုံပေါ့နော်၅ပါးတိခါလုံလို့ရှိရင်ဒါတော်တော်လေးပြည့်စုံဟို၈ပါးတိခါတော့ဘယ်မျိုးရမလုံနိုင်ဘူးအဲ့တော့၅ပါးတိခါလေး၅ပါးတိခါဘာမှကပ်ပါဘူးများတဲ့တပ်ဘူးများစာမခုဟူတာမပြောနောက်တော့သူများအိမ်ရပြင်မအောင်ထိုင်အရေးရက်ဒီစာတောက်စားကိုဒီ9ခုလုံးလို့ရှင်းတာကိုယ့်အတွက်ပါဖြစ်သွားပြီနော်အဲအားလေးရချက်အားလုံးတပည့်အားလုံးအဲ့လိုရောပြောချင်ပါတယ်အဓိက9ပါးတရားလေးလုံရောကရပြောတဲ့အနန္တောအနန္တ9ပါးကိုအမြဲတမ်းဥထိတ်ထားပါနောက်ခင်မုန်း10ပါးကိုအမြဲတမ်းလေးစားပါအဲ့ဒါဆိုလို့ချင်းကိုဘွားခီးလမ်းတစ်လျှောက်မှာအပွေအကောက်နော်ဆူလောက်ခလုံးလုံးဝကင်းရှင်းပြီးတော့ကိုလူရင်းနဲ့ပတ်နဲ့ဖောက်ကြောက်ပြီးရောက်ရှိမှသိချပါတယ်အဲဒါမှရှယ်ပြောတဲ့ခါနဲ့ထိုင်လာပြီးတော့အလုံးကျန်းမချက်တာရှိပြီးတော့ဘေးကနေကင်းကွာလူရဆန်းနိုင်အားလုံးသိကြပါစေရှင်ပေးတဲ့ဆိုရင်အားလုံးပြေးသွားပါလို့ရှင်